မနခင်တကူမှာတော့ကြော်ကြီးတောင်ဆာကူရာမျိုးရဲ့ဖန်လက်ကွက်ကြီးကိုရှာလာပါတယ်။အရီနာအိမ်တကူမှာရှင်းလိုက်ပါတယ်။အရီနာနှုတ်ဆက်လိုက်တယ်။အဲဒါကြောင့်တစင်လန်အံ့ဩသွားတာပေါ့။ကလေးညကတော့မြန်မာလူကြီးတွေပြောနေကြတယ်။အရီနာကြော်ကြီးရှိကိုပြေးသွားတယ်။တစင်လန်တပြေးပြေးလာနေပါတယ်။အားလုံးအစင်သေးဖြစ်ပြီလား။အဲဒါဆိုကောင်းပေါ်တက်ကြတော့အရီနာကားကြီးနဲ့တနေရာကိုထွက်သွားပါတယ်။သူတို့သွားနေတော့မှရှင်နာလီကို subscribe လေးမလုပ်သေးဘူးဆိုရင်တော့လောက်ထားပေးပါအောင်နော်။အဲ့လိုနဲ့တပြေးပြေးမြို့ရဲကိုတပြေးပြေးနဲ့ရှာလာပါတယ်။မြို့ရဲမှာတော့ရန်ကုန်တိုက်ရနေပါတယ်။အဲ့လိုနဲ့ Instagram မျိုးရဲ့ပွဲစီတန်းကြီးကိုရှာလာပါတယ်။ပွဲစီတန်းထဲမှာတော့လူတွေစီကားနေပါတယ်။လူတွေကတော့ဆိုင်တိုင်းမှာရှိနေရပါ။ Arena သူတို့အားလုံးလည်းမုတ်တီကိုဝယ်စားကြတယ်။အသားလုံးကင်နီကိုစားကြတယ်။ပတ်ဆက်ကြီးနေနဲ့စားကြတာပါ။ဝါးအရန်ကောင်းတာပဲ။ဝါးရှယ်စားကောင်း Arena hot dog တွေ hot pot တွေပြောင်းဖို့ကင်နေစားကြတယ်။ကလေးတွေကတော့ကစားနေရပေါ့။ like it ဟာဟာ။ဒါတွေကိုကြည့်ပြီးကြော်ကြီးနဲ့စင်ကတော့ပျော်နေပါတယ်။ Arena playground ကိုချလာပါတယ်။မြန်မာလူကြီးတွေပြောရရင်တော့ကစားကွင်းပေါ့။ကလေးတွေကတော့မြန်မာလူကြီးတွေကစားနေကြတယ်။ကလေးတွေကတော့ပျော်ပျော်ရွှင်ရွှင်ကစားနေကြတာပါ။ဒါတွေကိုကြည့်ပြီးသူတို့ညကတော့အရန်နဲ့သဘောကျမယ်ရှိနေရပေါ့။အဲ့လိုနဲ့တဖြည်းဖြည်းအရန်နေကုန်လာပါတယ်။အဲ့လိုနဲ့ line ပေါ်မှာနာမည်ကြီးနေတဲ့စားသောက်ဆိုင်ဒီဇိုင်းကိုရှက်လာပါတယ်။ဆိုင်ထဲမှာတော့လူတွေအများကြီးစီကားနေပါတယ်။သူတို့ကတော့မုံဟင်းကားတွေကိုစားနေကြတာပေါ့။အိုဘဲဦးနဲ့ပါ။ကြိုက်ကောင်းတာမလို့သူတို့လည်းပါဆက်ကြီးတွေနဲ့စားနေကြတယ်။ဝါးရှမ်းစားကောင်းတာပဲဟာအဲ့လိုနဲ့တဖြည်းဖြည်းနေဝင်သွားပြီးတဖြည်းဖြည်းနဲ့မိုးရှုပ်သွားပါတယ်မိုးရှုပ်သွားပြီးမလို့မြို့ကြီးကတော့မီးအောင်စုံနေနဲ့လင်းထိန်နေပါတယ်အဲ့လိုနဲ့ဆာကူရာမျိုးရဲ့ကလပ်ကြီးကိုချလာပါတယ်ကလပ်ထဲမှာတော့လူတွေအများကြီးစီကားနေပါတယ်တရှင်းဆိုတဲ့အဆိုတော်လည်းရှိနေပါတယ်တရှင်းဆိုတဲ့လူကတော့မြန်မာလူကြီးတွေစိုးကြတာပါရာရာနေရ对面还是怪，你老那俺在怎么变来你？树木现在俺谁嘛地的，俺也是那别生涯的我孤单，俺别嘛对面还在过呀没不会打，对面还在过娘俺别嘛。对面还在过呀没不会打，对面碰那头嘎他。ငါဘယမအဲ့လိုနဲ့အောက်ကပရိသတ်တွေလည်းမြန်မာလူကြီးတွေအားပေးနေကြတယ်ရှေးရှမ်းမိုက်တဲ့ဟဲ့ရှုံစင်မောအဆိုတော်ကတော့မြန်မာလူကြီးတွေစုံနေတုံးပါပဲရှုံအားလုံးကျေးဇူးတင်ပါတယ်အရီနာအားလုံးလည်းလက်ခောက်တွေတီးကြတယ်နားထောင်ပေးတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်အေးဝါအရှမ်းမိုက်တယ်ဟုတ်တယ်အရှမ်းရှုပ်တရားမီးပြတ်သွားတယ်နောက်မီးပြတ်လာတယ်အရီနာလူတွေအားလုံးကလက်စင်ကိုလက်ခောက်တွေတီးနေကြတယ်။သစင်လန်အံ့ဩသွားတယ်။သူ့ရဲ့အရှိမတော့ကြော်ကြီးကဂီတာကြီးကိုတိုင်ပြီးသရှင်နေစုံနေရပါ။ဗမ်းမျက်နာလှလေးပင်းနဲ့လို့သူမွေဗမ်းဘွားကိုကောင်းတင်ကဝါရှမ်းမိုက်တဲ့ဟဲ့ရှမ်းမိုက်တဲ့ရှုံးဝါရှမ်းမိုက်တဲ့ဟဲ့ရှမ်းမိုက်တဲ့ကြည့်လို့ကောင်းရိုမန်တစ်ဆန်ပဲအဲ့လိုနဲ့သစင်လည်းကြော်ကြီးရှိကိုသွားနေရပေါ့မော်ရရှိုးရှောက်ပြီးသွားတာပါအရီနာဖတ်လိုက်ကြတယ်အားလုံးလည်းလက်ခုပ်တီးကြတယ်ရှေးဝါရှမ်းမိုက်တဲ့ဟဲ့ရိုမန်တစ်ဆန်ရပဲဝါရှမ်းမိုက်အားလုံးလည်းလက်ခုပ်တီးကြ